Hello guys ကျွန်တော်ကတော့ကံမင်းဖြစ်ပါတယ်ကျွန်တော်တို့ Roblox ဆော့တဲ့ခါကြာလို့ရှိရင်အရင်ကြောက်စရာကောင်းတဲ့ game တွေကိုဆော့ဖို့ကြမှာပါဒါပေမဲ့ကိုဆော့နေတဲ့ game ရဲ့ဇာတ်လမ်းကတကယ်အပြင်မှာရှိနေလားဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Roblox ထဲမှာနာမည်ကြီးတဲ့ horror game အချို့ရဲ့နောက်ွယ်ရတကယ်ဖြစ်ရမှန်ဇာတ်လမ်းတွေကိုပြောပြပေးသွားမှာပါဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ပထမဆုံးတစ်gameက The Mimic Roblox ပေါ်ကစားသမားတွေကထူးဆန်းတဲ့ကဘာတစ်ခုတည်းကိုရောက်သွားပြီးတော့ monster တွေလိုက်ဖမ်းတာကိုခံခဲ့ရပါတယ်။ game ရဲ့အတန်ပိုင်းဆိုင်ရာနဲ့ jump scare တွေကတော်တော်လေးအဆင့်မြင့်လို့ကဘာတဝက်မှာတော်တော်လေးနာမည်ကြီးခဲ့ပါတယ်။ဒီ game တွေက monster တိုင်းကဂျပန်မှာတကယ်ကိုယုံကြည်ရတဲ့တန်တိုင်းလားတရေတွေပါ။ Kushisaki Honaအပြင်လောကမှာ1999ခုနှစ်ဝန်းကျင်တုန်းကဂျပန်မှာဒီတရဲမကကလေးတွေကိုကြောင်းမတွားရတဲ့အထိထိတ်လန့်ခဲ့ကြပါတယ်။သူကပါဇက်ကိုနှာခေါင်းစီးနဲ့အုပ်ထားပြီးတော့ငါလှလာလို့လိုက်မိတတ်ပါတယ်။မလှဘူးလို့ဖြစ်ရင်တော့ကက်ကြီးနဲ့ချက်ချင်းတက်ပြပြီးတော့လှတယ်လို့ဖြစ်ရင်တော့သူ့လိုပဲပါဇက်ကိုကက်ကြီးနဲ့ညက်ပစ်တတ်တယ်လို့ဒန်နာကြီးရှိပါတယ်။နောက်တစ်ယောက်ကဟာချီဆာကူရှာမsorry ဒီပုံမဟုတ်အရက်8ပေလောက်မြင့်တဲ့အမျိုးသမီးကြီးပါသူကပိုးဆိုတဲ့အတန်ကိုလုတ်ပြီးတော့ကလေးတွေကိုဘန်းသွားတက်လို့ဂျပန်လူမျိုးတွေကအခုထိကြောက်နေကြပါတယ်။ Chloe Garden တွေကပက်တီရိုဘတ်တီအပြင်တခြား Roblox နဲ့ပတ်သက်တဲ့ item မှန်တစ်မြောက်ကိုဒီရှော့ကနေယုံကြည်စိတ်ချစွာဝယ်ယူလို့ရနိုင်ပါတယ်။ဒီရှော့ရဲ့ Telegram link ကိုလည်းကျွန်တော်ရဲ့ TikTok bio မှာချပေးထားပါတယ်။နောက်တစ်gameက Set Satan Roblox ဒီမှာဒီ game ဆိုရင်မြေခွေးတွေကဝေဝါဖြစ်ပြီးတော့ထူးဆန်းတဲ့အတန်တွေကလေးငယ်တွေရဲ့ order တွေလူသက်သမားတွေရဲ့တပ်ပုံတွေကိုတွေ့ရပါလိမ့်မယ်။ gameplay ကိုတော့တခြားတရရောက်စော်ထားတဲ့ဟာလေးကိုပဲပြလိုက်ပါမယ်။ I'm gonna play this. Oh my god! Oh my god! Yeah, that was bad. Keep going? Okay, yes, I will. I will keep going. Okay, there's something new here. Oh my god! Okay, 2015ခုနှစ်မှာ YouTube channel တစ်ခုကနေပြီးတော့ဒီ game ကိုဒီဝက်တွေကရှာတွေ့ခဲ့တယ်လို့စတင်ကြေညာခဲ့ပါတယ်။ဒီ game ရဲ့မူရင်းပါခြင်းထဲမှာကတော့တကယ်အပြင်လောကကလူတက်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေကလေးတငယ်တွေကိုမဖွေမရလုပ်ထားတဲ့ပုံရိပ်တွေပါဝင်နေပါတယ်။ဒါဟာ game တစ်ခုတည်းလူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုခြောက်လန့်ဖို့ဥပဒေနဲ့မကင်းတဲ့ game တစ်ခုကိုဖြန့်ဝေဖန်တီးထားတဲ့မော်ဝဲတစ်ခုတာဖြစ်ပါတယ်။ဒါကြောင့်ဒီ game ကိုတကယ်အပြင်မှာချဆော့ဖို့ကတော်တော်လေးတတိထားရပါတယ်။နောက်တစ်gameက Direction Sleep Experiment Roblox ကဒီ game ထဲမှာကစားသမားတွေကတက်ခွေခန်းတွေကနေသိပ္ပံပညာရှင်ဒါမှမဟုတ်အကျဉ်းသားအဖြစ်ကနေပါဝင်ရပါတယ်။အကျဉ်းသားတွေကိုတက်ခွေခန်းပေးပြီးတော့မအိပ်အောင်ထားတဲ့အခါသူတို့ကလူသားမဟုတ်တော့ပဲကြောက်စရာကောင်းတဲ့တပ်တဝါတွေအဖြစ်ပြောင်းလဲတော့တာကိုမြင်ရမှာပါ1940ခုနှစ်ကရုရှားအစိုးရကလူ9ယောက်ကိုရက်30ကြာအောင်မအိပ်ပဲနေနိုင်မဲ့စမ်းသပ်မှုကိုလုပ်ခဲ့ရာကနေလူသားတွေတယောက်ချင်းတယောက်စားတော့တဲ့အထီးဆိုးရတဲ့ပုံမြင်ဖြစ်ခဲ့ပါတယ်ဒါကလုံးဝလောက်ကျန်ထားတဲ့ပုံမြင်ဖြစ်ပါတယ်2010ခုနှစ်ကစာရေးဆရာတယောက်က Creepypasta ဆိုတဲ့ website မှာဖန်တီးပြီးတော့ရေးခဲ့တာပါပုံမြင်ထဲမှာပါတဲ့မျက်လုံးဖြူဖြူနဲ့ကြောက်စရာကောင်းအကောင်ကအမှန်တကယ်တော့ The Spam လို့ခေါ်တဲ့ Halloween မှာတုံးတဲ့အယုတ်လေးတာဖြစ်ပါတယ်ရုရှားသမိုင်းမှာတော့ဒီလိုစမ်းသပ်မှုမျိုးကတကယ်မရှိခဲ့ပါဘူးဒီနေ့မှာတော့ကျွန်တော်တို့ Roblox ထဲမှာစောင့်နေတဲ့ကြောက်ဖူးတဲ့ကြောက်စရာကောင်းတဲ့ခင်းတွေရဲ့နောက်ွယ်ကအမှန်တရားတွေကိုပြပြသွားတာပဲဖြစ်ပါတယ်တချို့ကတကယ်တန်နာကြီးတွေဖြစ်ပြီးတော့တချို့ကတော့ internet ပေါ်ကကြောက်စရာကောင်းတဲ့ပုံမြင်တွေပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like လေးပေးခဲ့ပြီးတော့နောက်ထပ် Roblox နဲ့ပတ်သက်တဲ့ content တွေကိုကြည့်ချင်သေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကို subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်